ညီကိုမောင်နှမနဲ့အားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်ဒီနေ့မှာဘုရားနဲ့အချိန်ယူတဲ့အချိန်မှာကျွန်တော်တို့တက်တာတက်မှာခွန်အားရတဲ့နှုတ်ကပတော်တစ်ခုလေးကိုပြန်လည်ပြီးတော့ညီကိုမောင်နှမတွေကိုခွန်အားပေးချတာဖြစ်တယ်ရှယ်ယာလေးလုပ်ချတာဖြစ်တယ်အဲဒီမှာကျွန်တော်ဗာစီချင်လဲဆိုတော့ကျွန်တော်တို့အသက်တာထဲမှာကိုယ့်အကိုကျွန်တော်တို့တိမ်ငယ်တဲ့စိတ်တွေကိုယ့်အကိုအားနေတဲ့ကျွန်တော်တို့ကိုယ့်အကိုထင်သေးတဲ့စိတ်တွေမရှိဖို့လိုအပ်နေဖြစ်တယ်အဲ့လိုပြောတဲ့ချိန်မှာကျွန်တော်တို့ကကိုယ့်အကိုအထင်ကြီးဘူးတော့မဟုတ်ဘူးသို့တော့ကျွန်တော်တို့ဘဝအသက်တာထဲမှာဘုရားသခင်ကကျွန်တော်တို့ကိုကိုယ်စီအစွမ်းတတ္တိဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတာဖြစ်တယ်သို့တော့တခါတည်းကျွန်တော်တို့ဘဝအသက်တာထဲမှာဘုရားသခင်ကကျွန်တော်တို့ကိုအစွမ်းတတ္တိတွေပေးပေမဲ့လည်းကျွန်တော်ဘဝထဲမှာကိုယ့်အကိုပြောင်းတော့တိမ်ငယ်တယ်ကိုယ့်အကိုအားနည်းတယ်လို့ထင်တဲ့ချိန်မှာအဲ့ဒီကိုယ့်ရဲ့စွမ်းတတ္တိကတောင်းစလားတဲ့မှာဖုံးအုပ်ထားသလိုဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမနဲ့တေဘွားတက်တာမှာဘလို့အချင်းတွေပဲရှိခဲ့ပါစေကိုယ့်အကိုအားနေတဲ့စိတ်တွေကိုယ့်အကိုသိငယ်တဲ့စိတ်တွေမရှိပါနဲ့လို့ကျွန်တော်အားပေးချင်တယ်။ဘာကြောင့်လဲဘုရားသခင်ကကျွန်တော်တို့ကိုဖန်ဆင်းထားတဲ့ကကျွန်တော်တို့အောင်နေသောအခွင့်လုံနိုင်စွမ်းကိုဘုရားသခင်ကကျွန်တော်တို့ကိုအရောက်ချင်းစင်တော့သူ့ဟာနဲ့သူဘုရားကကျွန်တော်တို့ကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာထည့်ထားပေးတာဖြစ်တယ်။ဒီတဲ့အရာကိုဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတာဖြစ်တယ်။ဒါကြောင့်မို့အားပေးချင်တယ်။တည့်ရဘဝတက်တာမှာဘလို့အချင်းတွေပဲရှိခဲ့ပါစေလုံးဝအားမငယ်ပါနဲ့နောက်တစ်ခုကကိုယ့်အကိုအထင်မသေးမိဖို့လိုအပ်တာဖြစ်တယ်။တချို့တော့ညီကိုမောင်မတွေကကျွန်တော်ကြည့်တဲ့အချိန်မှာသူ့တက်တာထဲမှာသူ့အတက်တာဘလောက်ပဲပညာရည်ချင်းရှိခဲ့ပါစေဘလောက်ပဲလုံနဲ့စောတယ်ရှိခဲ့ပါစေဘာဖြစ်လဲဆိုတော့ကိုယ့်အကိုသင်ငယ်တယ်ကိုယ့်အကိုအမြဲတမ်းအားငယ်တဲ့အဲ့ဒီစိတ်ကသူ့အတက်တာမှာမြဲပါဖောင်းလွှမ်းနေတဲ့ဖြစ်တော့ကြောင်းကြာလာတော့သူကဘာဖြစ်လဲသူလုံနဲ့ဆိုသူ့ရဲ့ဖြစ်ချင်းကိုသူကမေ့သွားတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမန်မယ်တိတ်အထဲမှာဘုရားသခင်ကကြီးသောအမှုကိုပြုဖို့အောင်မြင်သောအစွမ်းအစကိုဘုရားသခင်ကတိတ်အသက်တာမှာထည့်ပေးထားပြီးတော့ကိုခွန်အားပေးချင်တာဖြစ်တယ်အဲ့ဒီမှာဒီနေ့တော့ကျွန်တော်တို့တောလေယာကြာခန်းကြီး73မှာကျွန်တော်တို့ကြည့်ရတဲ့ချိန်မှာဒီတစ်ခါလုံးမှာကျွန်တော်ကြည့်တဲ့ချိန်မှာဘုရားသခင်ကဣသရေလမျိုးကိုရွေးခိုင်းတယ်ဖြစ်တယ်အဲ့ဒီမှာခါနေပြီကိုတောင်းတော့စူးစားဖို့လစ်လာဖို့ရွေးခိုင်းတဲ့ချိန်မှာအဲ့ဒီလူတွေကခါနေပြီကိုရောက်တယ်လစ်လာတယ်အရက်40ပြီးမှသူတို့ပြန်လာတယ်ဖြစ်တယ်ပြန်လဲချိန်မှာသူတို့ခူးလာတဲ့အဲ့ဒီစပိပေတပြုတ်ကားတဲ့လူ2ယောက်ကိုထားရတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီခေတ်ကမှာစပိတခိုင်ကကျွန်တော်တို့ခလီလေးတောင်မှဘယ်လိုပြောမလဲသူတို့ကိုခလီလေးတောင်မှကျွန်တော်ဒီပါလဲဒီစပိခိုင်တစ်ခုကိုစပိခိုင်တစ်ခုကိုကျွန်တော်တို့ကလေးတွေကမှတ်နေတယ်ဖြစ်တယ်ဒါဆိုရင်အဲ့ဒီမှာသူတို့ခလစပိတပြုတ်ကလူ2ယောက်တောင်မှထားရတယ်ဆိုရင်အဲ့ဒီစပိဒီကဘယ်လောက်ကြီးမလဲဒါဆိုရင်အဲ့ဒီခန္ဓာပြီကဘယ်လောက်ခန္ဓာလဲဆိုတာကျွန်တော်တို့မျက်လုံးနဲ့ကျွန်တော်တို့မြင်နိုင်တယ်ဖြစ်တယ်သူတို့အသက်တာထဲမှာနော်တကယ်ပဲအောစရာကဘုရားတခင်ကသူတို့ကိုဒီလောက်ခန္ဓာတဲ့အရာကိုပြင်ဆင်ပြီးသူတို့သွားကြည့်ပြီးအဲ့ဒီလောက်ကြီးမားတဲ့အရာကိုဘုရားတခင်ပေးတာတော့မှသူတို့တက်တာထဲမှာနောက်ဆိုမောရှိကိုဘာဖြစ်လဲဆိုသူ့ရာတွေတဲ့သူတို့အရှိမဘာပြောလဲနုနေပြားရည်စီးသောအပြည့်ဖြစ်ပါတဲ့တော့သူတို့အဲ့ဒီမှာတောလျာကြာခန်းကြီး73ခန်းငယ်28မှာသူ့ရာတွေတဲ့သူ့ရာတွေပြည်သူပြည်သားတို့သည်အားကြီးပါ၏ခိုင်ခတ်သောမြို့ကြီးနဲ့နေပါ၏တဲ့အဲ့ဒီမှာသူတို့ကကိုဘုရားတခင်ကသူတို့ပေးထားတဲ့အရာကိုသူတို့မေ့ပြီးတော့ဗာလဲအဲ့ဒီပြီးမှရှိတဲ့လူတွေကိုသူတို့ကကြည့်ပြီးတော့အားငယ်စိတ်ပြတ်သွားတယ်ကျွန်တော်တို့တွေ့ရတယ်ဖြစ်တယ်နောက်တစ်ခုကအဲ့ဒီတောလျာခန်းကြီး73အခန်းငယ်33မှာအဲ့ဒါသွားတဲ့သူကဘာပြောလဲဆိုတော့ကိုကြီးသောလူမျိုးနွယ်အာနကအမျိုးနွယ်ဖြစ်၏အလိုကြီးမားသောသူတို့ကိုလည်းမြင်ခဲ့ကြပြီတဲ့သူတို့ရှိမှငါတို့သည်ကိုထင်အတိုင်းနာကောင်းကဲ့သို့ဖြစ်ကြ၏သူတို့အထင်တိုင်းလည်းထို့သို့ဖြစ်ကြလိမ့်မည်ဟု၎င်းမိမိတို့စုံစမ်းသောပြည်ကိုဣသလမျိုးတို့အားမကောင်းသောတည်ကိုကြားပြောကြ၏အဲ့ဒီမှာဗာမြင်ရလဲဆိုဣသလလူမျိုးတွေတက်တာတော့ဘုရားတကယ်သူတို့ရှိမှပြင်ဆင်ထားတဲ့အရာကြီးမားခဲ့တော်ပဲမဲ့လေသူတို့မှာဘယ်လိုပြောတယ်သူတို့ရှိမှတဲ့
ငါတို့ဒီတဲ့ကိုထင်တန်းနာကောက်ကဲ့တော့တေးသလေးပေါ့နော်ပြောကြည့်တဲ့ຢာကနာကောက်တိုင်းငါတို့ကဖြစ်တယ်တဲ့အဲကြောင့်မို့သူတို့ထင်တန်းလဲအဲ့လိုပဲဖြစ်မှာဖြစ်တယ်တကယ်တော့ကြောတော့ဟိုကလူကဘာမှမသိသေးဘူးဖြစ်တယ်သူတို့ကိုယ့်အကိုထင်တာဖြစ်တယ်အဲ့တော့ကျွန်တော်ဗာမိလဲတယ်ကျွန်တော်တို့ယုံကြည်လို့အသက်တာတက်မှာတခါတလေကိုကိုတော့ဘယ်သူမှကျွန်တော်တို့ကိုလာပြီးတော့အထင်သေးမိတဲ့စကားတွေကျွန်တော်တို့မပြောရသေးဘူးကျွန်တော်တို့ကဘာအရေးကြိုဖြစ်တယ်ဆိုတော့ကိုယ့်ကိုအားနည်းတဲ့စိတ်တွေကိုယ့်ကိုသိငင်တဲ့စိတ်တွေကအရေးဆုံးကိုယ့်ကိုဖြစ်ပေါ်လာတတ်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကအသက်တာတက်မှာဒီနေ့မှာကျွန်တော်စိတ်ချင်းမိတဲ့အရာကိုယ့်ကိုသိငင်တဲ့အရာကိုယ့်ကိုအထင်သေးတဲ့အရာကကျွန်တော်တို့ပန်းတန်နဲ့ဝင်းနိုင်တဲ့အရာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမန်းတို့ကျွန်တော်အားပေးကြည့်တယ်သူဘဝရဲ့တက်တာတက်မှာဖယားတခင်ကတိကိုအဲ့ဒီကြီးမားသောလူတွေနဲ့ကြီးမားသောကြောက်ဆောင်တွေနဲ့ဘုရားခင်ကပေးတွေ့မယ်ဆိုရင်သိကြတယ်တိဘဝမှာကြီးမားသောအောင်မြင်မှုကအဲ့ဒီနောက်ွယ်မှာရှိတယ်ဆိုတာကိုကျွန်တော်တို့ကသိရပါဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမန်းတို့ကျွန်တော်ယုံကြည်သူအသက်တာအထူးသဖြင့်ကျွန်တော်လူငယ်တွေတက်တာတက်မှာကျွန်တော်နားလည်ရမယ့်အရာကကိုယ့်အကိုမလုံနိုင်ဘူးကိုယ့်အကိုမထိုးဖောက်နိုင်ဘူးကိုယ့်အကိုဒီအရာကိုကျွန်တော်တို့မကြော်လားနိုင်ဘူးလေကျွန်တော်အဲ့ဒီစိတ်ကအလုံးဝမရှိဘူးလိုအပ်တယ်ဖြစ်တယ်တကယ်လို့ကျွန်တော်တို့တက်တာဘုရားတခင်ကကျွန်တော်တို့ကိုဘလောက်ပဲကြီးမားတဲ့အရာတွေကျွန်တော်တို့ကိုပြင်ဆင်ခဲ့ပြီပဲလေကျွန်တော်တက်တာမှာကိုယ့်အကိုအဲ့ဒီတင်ရတဲ့စိတ်ရှိတော့ဘယ်တော့မှကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့ကအောင်မြင်မှာမဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်ညီကိုမန်းတို့ကကျွန်တော်အားပေးကြည့်တယ်ကျွန်တော်တက်တာလည်းပြန်နေတိဆောက်တာဖြစ်တယ်ဘာကြောင့်လဲကျွန်တော်တို့မှာမပြည့်စုံတဲ့လူတွေမှာလာတော့ကြောင်းကျွန်တော် background မှာအဲ့လိုဖြစ်တော့ကြောင်းတစ်ခါလေကျွန်တော်တို့ဘွားမှာကဖြစ်လေကိုယ့်အကိုသိငယ်တာဖြစ်တယ်သို့တော်ကျမ်းစာအဲ့လိုပြောတော့ဘုငါ့ကိုခွာနဲ့ပြည့်စုံတော်မူခရစ်တော်အဖြစ်ခတ်သိမ်းတော်မူကိုငါတက်ဆွမ်းဘုရားသခင်အဖြစ်ကျွန်တော်တို့ကအရာအလုံးကိုကျွန်တော်တို့တတ်နေတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမန်းမှာနေကျွန်တော်ဒီသင်္ကန်းစာကိုကျွန်တော်ဒီကျမ်းစာကိုကျွန်တော်ကြည့်တဲ့ချိန်မှာယောရှုနဲ့ကလည်းလိုပဲကျွန်တော်အသက်ရှင်ပါယောရှုနဲ့ကလည်းပဲချက်ချင်းချီသွားတယ်ချက်ချင်းလုံးမှဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမကျွန်တော်တို့တက်တာတက်မှာဒီရှာခဲ့တဲ့လူဆယ်ယောက်လို့တက်မရှိဘဲနဲ့ယောရှုလို့ကလည်းလို့ယောရှုနဲ့ကလည်းလို့ကျွန်တော်စိတ်သဘောရှိရမယ်ဘုရားတခင်ကျွန်တော်တို့ပေးထားတဲ့အရာကိုကျွန်တော်တို့ကအချိန်မဆွဲတော့ကျွန်တော်တို့ချက်ချင်းလှုပ်ဆောင်ပြီးချက်ချင်းသိမ့်ပိုက်ဖို့လိုအပ်တယ်ဖြစ်တယ်သူတို့နှစ်ယောက်မှာယောရှုနဲ့ကလည်းတော့ဘာဖြစ်လဲသူတို့ကမှသူတို့ကတင်ငယ်တဲ့တင်ငယ်တာမရှိဘူး။ဘာကြောင့်သူတို့ကတိတယ်ဘုရားတခင်သူတို့ပေးပြီးသားပြီးတော့ကြောင်းကိုသူတို့အတိတာဖြစ်တယ်။ဣသရေလလူတို့လည်းတိမှာပါ။သို့တော်သူတို့တက်တာတော့ပါ။ကိုယ့်အကိုပြန်မြင်တဲ့ချိန်မှာကိုထင်ဒီတိုင်းတဲ့ကိုထင်တာဆိုသူများထင်တာမဟုတ်ကိုထင်တဲ့အတိုင်းနာကောက်ခဲ့တယ်။ငါသေးသေးလေးပဲငါမလုပ်နိုင်ဘူး။ငါအားနေတယ်။ငါအတော့မချဘူး။အဲ့ဒီအရာနဲ့သူတို့ကကိုယ့်အကိုပြန်ပြီးတော့ထိန်းချုပ်လာပြီတယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမန်းမတယ်ဒီတိမှာကျွန်တော်အားပေးကြည့်တဲ့အရာကတိဘွားရဲ့တက်တာတွေမှာဘုရားတခင်ကတစ်ကိုအောင်မြင်ခြင်းပြီးသားဖြစ်တယ်ဘယ်တော့မှဘလို့အချင်းတွေမျိုးပဲရှိခဲ့ပါစေဘယ်တော့မှအားငယ်တိမ်ငယ်တဲ့စိတ်တွေမရှိဘူးကိုအားပေးကြည့်တယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမန်းတို့ကျွန်တော်ဘွားမှာဘလို့ပဲဘုရားတခင်ကကျွန်တော်တို့ကိုကြီးမားသောပန်းတိုင်တွေဘလို့ပဲဘုရားတခင်ကကျွန်တော်တို့ကိုအောင်မြင်သောအရာဘုရားတခင်ကကျွန်တော်တို့အရှိမထားပါစေကျွန်တော်တက်တာတက်မှာငါမလုံနိုင်ဘူးလို့စိတ်ကတွေးလိုက်သွားပြီအဲကြောင့်မို့ကျွန်တော်ညီကိုမနဲ့ကျွန်တော်ဘွားပါကိုယ့်ရဲ့တွေးခေါ်လဲကိုယ့်ရဲ့အထင်တွေနဲ့အသက်ရှိဆုံးများဖြစ်တယ်ကိုယ့်ရဲ့ထင်တာကတစ်မျိုးဖြစ်တယ်ဘုရားတဲ့အထင်ရလို့မဟုတ်ဘူးဘုရားကကျွန်တော်တို့ကိုကြီးသောလူမျိုးလို့ဘုရားကကျွန်တော်တို့ကိုတာမထားနေဖြစ်တယ်ကျွန်တော်တို့ကလည်းသူ့အသွေးတော်နဲ့ရွေးဝယ်ထားတော့သူရဲ့သားသမီးတွေဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့မှာကိုတော်နီးတူကျွန်တော်တို့ဘုရားတကယ်မှာသူပြုတဲ့အမှုတွေကျွန်တော်တို့လုပ်နေတာဖြစ်တယ်ဘာကြောင့်လဲဘုရားသခင်ကကျွန်တော်တို့ဂတိတော်တွေပေးထားတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမန်းမတွေကိုကျွန်တော်အားပေးကြည့်တယ်။တေဘွားအသက်တာထဲမှာဘလို့ပဲတေဘွားမှာ background တွေအားနည်းချက်ရှိခဲ့ပါစေ။တေဘွားမှာတိလာတဲ့လမ်းကြောင်းမှာဘယ်လိုပြောမလဲပညာရည်ချင်းတွေမပြည့်စုံခဲ့တဲ့ရှိပါစေ။ဘုရားတကယ်တေကိုအသုံးပြုနိုင်တယ်ဆိုတာကိုတေယုံရမှာဖြစ်တယ်။အဲ့ဒါကဧကမုချတေယုံရမယ့်အရာဖြစ်တယ်။လုံးဝတေကယုံကြည်ခြင်းရှိရမှာဖြစ်တယ်။ငါဟာဘုရားသခင်ရဲ့နိုင်တာတော့ငါကြီးသောအမှုကိုပြုမဲ့သူဖြစ်တယ်။ငါအောင်မြင်ခြင်းပန်းတိုင်ကိုတစ်နှစ်ကြာရင်ငါရောက်မယ်ဆိုတာကိုကျွန်တော်တို့ကိုယ့်အကိုယုံကြည်မှုအပြည့်ရှိရမယ်ဖြစ်တယ်။လူတွေတက်တာမှဘာကြောင့်ကြာရှုံးလဲလို့ကျွန်တော်လေ့လာရကိုယ့်အကိုယုံကြည်မှုမရှိလို့ကြာရှုံးတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမန်းမတွေကိုကျွန်တော်အားပေးကြည့်တယ်။တင်းရဘွားတက်တာနဲ့မှာဘယ်တော့မှကျွန်တော်တို့မှာကိုယ့်အကိုမယုံသင်္ကာတဲ့စိတ်တွေ
လောကမွေးပါနဲ့လို့ကျွန်တော်အပြစ်ရှိတယ်ဒါကြောင့်မို့ကျွန်တော်ညီကိုမနမတွေကျွန်တော်ဘဝအသက်တာတဲ့မှာအရေးကြီးဆုံးကကိုယ့်အကူအထင်မသေးဖို့လိုအပ်ဖြစ်တယ်ဒါကြောင့်မို့နေ့ရက်စီကဘုရားရဲ့ဂတိတော်ဆက်ကန်ပြီးတော့အသက်ရှိပါလို့ခွာပေးရေးအားလုံးကိုဘုရားရှင်အထူးကောင်းချီးပေးပါစေ